မင်္ဂလာပါမိတ်ဆွေတို့ယခုတစ်ပတ်မှာလည်း9ရက်တာတွင်မိတ်ဆွေတို့ဆင်ပြေစေဖို့အတွက်ကျွန်တော်ရဲ့အပတ်တိုင်းမှန်နေတဲ့ break ကိုလက်ဆောင် free ရှာပေးပါမယ်ကဲလက်ဆောင်မပေးခင်အပင်လေးတွေကြည့်ရင်လည်းကြည်နူးကြတာပေါ့မိတ်ဆွေတို့ရောအပင်စိုက်တာဝါသနာပါလားမိတ်ဆွေတို့ဘာပင်လေးတွေစိုက်ထားလဲကျွန်တော်တော့ပင်တွေစုံစိုက်ထားပါတယ်ဒါတွေကလိမ္မော်သီးပင်ဖြစ်ပါတယ်လိမ္မော်သီးပင်မှာအသီးရောမသီးသေးဘူးကဲဒီတစ်ပတ်အတွက်မိတ်ဆွေတို့ကို free ရှာပေးမယ် break လေးကတော့3 break နဲ့1 break ဖြစ်ပါတယ်3 break 80%1 break 90%ဖြစ်ပါတယ်ဒီ break နဲ့မိတ်ဆွေတို့အားလုံးအဆင်ပြေကြပါစေဝေကနန်းရှောက်ကွက်ဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ် Viber Telegram ကိုဝေကနန်းဝယ်မယ်ဆိုပြီးတော့စာပို့လိုက်ပါနော်ကြည့်ရှုပေးတဲ့ကြောက်စင်ကြီးတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အားပေးတယ်ဆိုရင် like and share လေးတွေနဲ့နှိပ်ခဲ့ပေးပါကဲအပတ်တိုင်းမှန်နေတဲ့ break လက်ဆောင်မပြောခင်ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်မှာဘာတွေထူးခြားလဲဆိုတဲ့အကြောင်းကျွန်တော်ပြပြပေးချင်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်တို့တစ်ပတ်လုံးဒီပါ4နဲ့9မြူးခဲ့တာကိုတွေ့ရတယ်။နေ့တိုင်းဒီပါပဲ4သို့မဟုတ်9ကတစ်လုံးပြန်လာနေတာတွေ့ရတယ်။ဒါကြောင့်မိတ်ဆွေတို့ကဒီတစ်ပတ်မှာကစားမယ်ဆိုရင်4နဲ့9ကိုသတိထားပြီးတော့ကစားသင့်တယ်လို့အကြံပြုပါတယ်နော်။နောက်တစ်ချက်သတိထားစရာကတော့1နဲ့2ပါ1နဲ့2ကလည်း4နဲ့9အတိုင်းပဲအတော်လေးကိုမြူးတဲ့ကဏ္ဍဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကလုံးပိုင်းသို့မဟုတ်တစ်လုံးနဲ့ပတ်သီးတွေအမာတွေရှိတယ်ဆိုရင်ဘာနဲ့ကတ်ရမှန်းမသိရင်4နဲ့9ဒါမှမဟုတ်1နဲ့2တာကတ်တွဲပြီးတော့ကစားစီလိုပါတယ်ကဲထူးခြားတာတွေပြောပြပြီးသွားပြီဆိုရင်အတူရှုံးအနေနဲ့4နဲ့9မြူးပါတယ်1နဲ့2မြူးပါတယ်ဒီ4 9 1 2ဆိုတဲ့ကဏ္ဍကနေ့တိုင်းနီးပါတစ်လုံးနှလုံးသုံးလုံးထိလာနေတဲ့ကဏ္ဍတွေဖြစ်လို့မိတ်ဆွေတို့သတိထားပြီးတော့အသုံးပြုနိုင်ပါတယ်ကျွန်တော်ရဲ့ဒါမျိုးသုံးသက်ချက်တွေကိုကြိုက်နေတဲ့ရင်တော့မိတ်ဆွေတို့ကကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားလိုက်ပါ